နှစ်ပေါင်းများစွာအတူတူနေခဲ့ကြတဲ့စုံတွဲတတွဲဟာတယောက်ကိုတယောက်အပြည့်အဝယုံကြည်နေကြပေမဲ့မိန်းကလေးတယောက်ရဲ့မယုံကြည်မှုကြောင့်သူတို့ရဲ့ဆက်ဆံရေးတစ်ခုလုံးပျက်စီးလုနီးပါးဖြစ်သွားတဲ့အခါဒီနေ့ပြောပြမယ့်ဇာတ်လမ်းကတော့အချစ်တငယ်ချင်းမှုနဲ့ယုံကြည်မှုတွေကိုရောနှောပြီးတင်ဆက်ထားတဲ့ရုပ်ရှင်ဇာတ်လမ်းပဲဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ကူနယ်ဆိုတဲ့အမျိုးသားတစ်ယောက်နဲ့ဒီယာဆိုတဲ့မိန်းကလေးတစ်ယောက်ကိုတွေ့ရမှာပါ။ကူနယ်နဲ့ဒီယာဟာချစ်သူတွေဖြစ်ကြပြီးနှစ်ပေါင်းများစွာအတူတူနေထိုင်လာခဲ့ကြသူတွေပါသူတို့နှစ်ယောက်ဟာရည်စားတက်တန်းရှိတဲ့အပြင်တစ်ယောက်ရဲ့အကျင့်ကိုတစ်ယောက်ကောင်းကောင်းသိကြပါတယ်။သူတို့နှစ်ယောက်ကြားမှာအချစ်မရှိတာမဟုတ်ပါဘူး။တကယ်တော့သူတို့ဟာအချင်းချင်းအရန်ရင်းနှီးကြပြီးချစ်သူတွေထက်တောင်တငယ်ချင်းကောင်းတွေလိုဖြစ်နေကြပါတယ်။ဒါပေမဲ့သူတို့ရဲ့ဆက်ဆံရေးမှာထူးခြားတဲ့အချက်တစ်ခုရှိပါတယ်။အချိန်တော်ကြာအတူတူနေခဲ့ပေမဲ့လက်ထပ်ဖို့ကိုတော့အလင်းမလိုကြပါဘူး။ကူနယ်ကလည်းလက်ထပ်ချင်းဆိုတာလူနှစ်ယောက်ချစ်ကြတဲ့အတွက်မဖြစ်မနေလုပ်ရမယ့်အရာမဟုတ်ဘူးလို့ယုံကြည်ထားသူပါ။ဒီယာကလည်းအစပိုင်းမှာတော့ကူနယ်နဲ့အတူတူနေထိုင်ရတာကိုသဘောကျနေခဲ့ပါတယ်။ဒါပေမဲ့အချိန်ကြာလာတဲ့အခါပတ်ဝန်းကျင်ကလူတွေရဲ့မေးခွန်းတွေကသူမကိုစိတ်နှောက်ယှက်ဖြစ်စေပါတော့တယ်။ဘယ်တော့လက်ထပ်မှာလဲ။နှစ်တွေကြာနေပြီးဘာလို့မင်္ဂလာမဆောင်သေးတာလဲ။တကယ်ချစ်ကြရင်လက်ထပ်တင်တာမဟုတ်ဘူးလား။ဆိုတဲ့မေးခွန်းတွေကိုမိသားစုနဲ့အတိမိတ်ဆွေတွေကမကြာခဏမေးလာကြပါတယ်။ဒီလိုနဲ့မင်္ဂလာဆောင်ရာသီရောက်လာတဲ့အချိန်မှာကူနယ်နဲ့ဒီယာနှစ်ယောက်စလုံးကမိသားစုတွေရဲ့ဖိအားကိုမခံချင်တာကြောင့်အိန္ဒိယကနေခဏထွက်ပြီးအီတလီနိုင်ငံစီစီလီကိုခရီးထွက်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။သူတို့ရဲ့ရည်ရွယ်ချက်ကရိုးရှင်းပါတယ်။မိသားစုတွေရဲ့မေးခွန်းတွေကနေခဏလောက်လွတ်မြောက်ဖို့ပါ။ဒီလိုနဲ့သူတို့နှစ်ယောက်ဟာစီစီလီကိုရောက်လာကြပါတယ်။စီစီလီရောက်တဲ့အချိန်မှာတော့သူတို့ဘဝကိုလုံးဝပြောင်းလဲသွားစေမဲ့လူတစ်ယောက်နဲ့တွေ့ဆုံလိုက်ရပါတယ်။အဲ့ဒီလူကတော့အာလီပါ။အာလီဟာဒီယာရဲ့တက္ကသိုလ်တုန်းကတငယ်ချင်းဟောင်းတစ်ယောက်ဖြစ်ပါတယ်။ဒီယာနဲ့အာလီတို့ဟာအရန်ရင်းနှီးကြတဲ့တငယ်ချင်းတွေပါ။ဒါပေမဲ့သူတို့နှစ်ယောက်ရဲ့ကိုယ်ရည်ကိုယ်သွေးကတော့တော်တော်လေးကွာပါတယ်။ဒီယာကဆက်ဆံရေးတစ်ခုကိုတည်ငြိမ်အောင်ထိန်းသိမ်းထားခြင်းသူဖြစ်ပြီးအာလီကတော့လွတ်လပ်စွာနေထိုင်တတ်တဲ့ကိုဘဝကိုကိုယ်စိတ်ကြိုက်ဖြတ်တန်းတတ်တဲ့မိန်းကလေးတစ်ယောက်ပါအာလီကကူနယ်ကိုတွေ့တဲ့အခါသူ့တငယ်ချင်းရဲ့ချစ်သူဆိုတာကိုသိပေမဲ့ကူနယ်နဲ့လည်းအလွဲတကူရင်းနှီးသွားပါတယ်။သူတို့သုံးယောက်အတူတူရှိတဲ့အချိန်တွေမှာပျော်စရာအခြေအနေတွေအများကြီးဖြစ်လာပါတယ်။ကူနယ်ကလည်းအာလီရဲ့လွတ်လပ်ပြီးပျော်ပျော်နေတတ်တဲ့ပုံစံကိုသဘောကျလာပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာကူနယ်ကအာလီကိုချစ်မိသွားတာတော့မဟုတ်သေးပါဘူး။သူ့အတွက်အာလီဟာဒီယာရဲ့တငယ်ချင်းကောင်းတစ်ယောက်သာဖြစ်ပါတယ်။တစ်ဖက်မှာတော့ဒီယာရဲ့စိတ်ထဲမှာမတိမတာစိုးရိမ်မှုတွေပေါ်လာပါတယ်။အကြောင်းရင်းကတော့ကူနယ်ပြောလိုက်တဲ့အချို့စကားတွေကြောင့်ပါ။ကူနယ်ကတစ္ဆာဖောက်ခြင်းနဲ့ပတ်သက်ပြီးပေါ့ပေါ့ပပဟာတာလို့ပြောလိုက်တဲ့အခါဒီယာကအဲ့ဒီစကားကိုအလေးနက်ထားမိသွားပါတယ်။သူမရဲ့စိတ်ထဲမှာမေးခွန်းတစ်ခုပေါ်လာပါတယ်။ငါနဲ့နှစ်တွေကြာကြာအတူရှိနေတဲ့ကူနယ်ကတကယ်ပဲငါ့အပေါ်တစ္ဆာရှိရဲ့လား။သူကငါ့ကိုတကယ်ချစ်တာလား။ဒါမှမဟုတ်နှစ်တွေကြာလာလို့အလေးချင်းတစ်ခုလိုပဲငါနဲ့အတူရှိနေတာလား။ဒီမေးခွန်းတွေကဒီယာရဲ့စိတ်ထဲမှာတဖြည်းဖြည်းကြီးထွားလာပါတယ်။အဲ့ဒီအချိန်မှာပဲဒီယာဟာအလွန်အန္တရာယ်များတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတယ်။သူမဟာအာလီကိုလှုပ်ဝက်ပြီးအကူအညီတောင်းလိုက်ပါတယ်။ကူနယ်ကိုစမ်းသပ်ကြည့်ဖို့ပါ။ဒီယာရဲ့အကြံကတော့အာလီကကူနယ်ကိုတွေးဆောင်ကြည့်ပြီးကူနယ်ကသူမရဲ့အပေါ်ဘလောက်အထိတစ္ဆာရှိတယ်လဲဆိုတာစမ်းသပ်ဖို့ပါ။အစပိုင်းမှာအာလီကိုယ်တိုင်လည်းဒါကိုအလေးနက်မထားပါဘူး။သူမအတွက်တော့တငယ်ချင်းနှစ်ယောက်ကြားကကစားစရာတစ်ခုလိုပါပဲ။ဒါပေမဲ့အာလီကဒီယာကတတ်တတိပေးပါတယ်။ကူနယ်ကငါ့ကိုတကယ်စိတ်ဝင်စားသွားရင်တော့ဘာဖြစ်မလဲဆိုတာငါတာဝန်မယူနိုင်ဘူးဆိုတဲ့သဘောမျိုးပြောလိုက်ပါတယ်။ဒီယာကတော့သူမရဲ့အကြံကိုမပြောင်းပါဘူး။သူမအတွက်အရေးကြီးဆုံးကကူနယ်ရဲ့တစ္ဆာရှိမှုကိုသိရဖို့ပါ။ဒီလိုနဲ့အာလီဟာကူနာတဲကိုစတင်ချင်းကပ်ပါတော့တယ်။အစပိုင်းမှာတော့အရာအလုံးဟာဒီယာမျှော်လင့်ထားသလိုပဲဖြစ်နေပါတယ်။ကူနယ်ကအာလီရဲ့အရေးအမြတ်တွေကိုမသိချင်အောင်ဆောင်နေပါတယ်။သူကဒီယာကိုချစ်နေစေဖြစ်ပြီးအာလီကိုတငယ်ချင်းတစ်ယောက်ဖြစ်ပဲမြင်ပါတယ်။ဒါပေမဲ့ပြဿနာကအာလီကိုယ်တိုင်ကကူနာမြေနဲ့အချိန်ပိုကြာဖြတ်တန်းလာရင်သူ့ကိုတကယ်စိတ်ဝင်စားလာတာပါ။အစပိုင်းမှာကစားစရာတစ်ခုလိုစတင်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့အာလီရဲ့ခံစားချက်တွေကအတူမဟုတ်တော့ပါဘူး။သူမဟာကူနယ်ကိုတကယ်ချစ်မိလာပါတယ်။ကူနယ်နဲ့စကားပြောရတဲ့အချိန်တိုင်းသူမပြောလာပါတယ်။ကူနယ်ရဲ့အပြုံးစကားပြောပုံသူ့ရဲ့သဘောထားတွေကိုအာလီကတဖြည်းဖြည်းသဘောကျလာပါတယ်။တစ်ဖက်မှာတော့ဒီယာကအရာအလုံးဟာသူမစီစဉ်ထားတဲ့အတိုင်းဖြစ်နေတယ်လို့ယုံကြည်နေပါတယ်ကကူနယ်ရဲ့တစ္ဆာရှိမှုကိုစမ်းသပ်နေတာဖြစ်ပေမဲ့ဒီစမ်းသပ်မှုကဘလောက်အထိအန္တရာယ်ကြီးလာနေပြီဆိုတာမသိသေးပါဘူး
အချိန်တွေကြာလာတာနဲ့အမျှကူနယ်နဲ့အာလီတို့ကြားကဆက်ဆံရေးဟာတငယ်ချင်းဆက်ဆံရေးထက်ကျော်လွန်လာပါတယ်။ကူနယ်ကလည်းအာလီနဲ့အတူရှိတဲ့အချိန်တွေမှာစိတ်သက်သာလာပါတယ်။သူ့အနေနဲ့ဒီယာကိုချစ်နေသေးပေမဲ့အာလီနဲ့ပတ်သက်တဲ့ခံစားချက်တွေကိုလည်းလုံးဝလစ်လျူရှုလို့မရတော့ပါဘူး။ဒီလိုနဲ့အခြေအနေတွေပိုရှုပ်ထွေးလာပြီးနောက်ဆုံးမှာကူနယ်နဲ့အာလီတို့ဟာသူတို့နှစ်ယောက်လုံးမမျှော်လင့်ထားတဲ့အခြေအနေတစ်ခုတည်းရောက်သွားကြပါတယ်။သူတို့နှစ်ယောက်ကြားမှာဖြစ်ပျက်ခဲ့တဲ့အရာကဒီယာရဲ့စမ်းသပ်မှုကိုအလွန်အမင်းကျော်လွန်သွားပါတယ်။အဲ့ဒီညပြီးနောက်မှာတော့ဘာမှမဖြစ်ခဲ့သလိုပြန်နေဖို့မဖြစ်နိုင်တော့ပါဘူး။အာလီကကူနယ်ကိုပိုပြီးချစ်လာပါတယ်။ကူနယ်ကလည်းသူ့စိတ်ထဲမှာဖြစ်ပေါ်နေတဲ့ခံစားချက်တွေကိုပြန်လည်စဉ်းစားရပါတော့တယ်။ဒါပေမဲ့ဒီယာကတော့ဒီအခြေအနေတစ်ခုလုံးရဲ့အမှန်တရားကိုမသိသေးပါဘူး။အဲ့ဒီအစားအိန္ဒိယကိုပြန်ရောက်တဲ့အခါသူမဟာကူနယ်နဲ့လက်ထပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ကူနယ်ကလည်းသူမရဲ့လက်ထပ်ခွင့်တောင်းမှုကိုလက်ခံလိုက်ပါတယ်။ဒီလိုနဲ့သူတို့နှစ်ယောက်ရဲ့မင်္ဂလာပွဲအတွက်ပြင်ဆင်မှုတွေစတင်လာပါတယ်။ဒါပေမဲ့မင်္ဂလာပွဲနီးလာလေအာလီရဲ့စိတ်ထဲကခံစားချက်တွေကပိုပြီးလေးလံလာလေပါပဲ။သူမဟာသူ့ရဲ့အချစ်ကိုဖုံးကွယ်ပြီးတငယ်ချင်းရဲ့မင်္ဂလာပွဲကိုတက်ရောက်ပေးရတော့မှာပါ။အာလီအနေနဲ့ဒီယာကိုမနာကျင်စေချင်ပါဘူး။ဒါပေမဲ့သူမရဲ့စိတ်ထဲမှာကူနယ်ကိုချစ်နေပြီဆိုတဲ့အမှန်တရားကိုလည်းဖျောက်လို့မရတော့ပါဘူး။နောက်ဆုံးမှာတော့မင်္ဂလာပွဲမတိုင်ခင်အာလီကကူနာနယ်ကိုသူမရဲ့ခံစားချက်တွေကိုထုတ်ပြောလိုက်ပါတယ်။သူမကကူနယ်ကိုတကယ်ချစ်နေပြီဆိုတာဝန်ခံလိုက်ပါတယ်။ဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာကူနယ်လည်းအလွန်ရှုပ်ထွေးသွားပါတယ်။သူ့ဘဝမှာအခုချိန်ထိအရေးကြီးဆုံးလူကဒီယာဖြစ်နေပါတယ်။ဒါပေမဲ့အာလီနဲ့ပတ်သက်ပြီးဖြစ်ပေါ်နေတဲ့ခံစားချက်တွေကိုလည်းလုံးဝညှင်းပယ်လို့မရတော့ပါဘူး။အဲ့ဒီအချိန်မှာပဲအကြီးမားဆုံးလျှို့ဝှက်ချက်ကပောက်ကွဲထွက်လာပါတယ်။ကူနယ်ကနောက်ဆုံးမှာသူ့ကိုယ်သူစမ်းသပ်ခံနေရတာဖြစ်ကြောင်းသိလိုက်ရပါတယ်။အာလီကသူ့ကိုသွေးဆောင်ဖို့ကြိုးစားခဲ့တာဟာတိုက်ဆိုင်မှုမဟုတ်ပါဘူး။အဲ့ဒါဟာဒီယာကိုယ်တိုင်စီစဉ်ထားတဲ့စမ်းသပ်မှုဖြစ်နေပါတယ်။ကူနာလည်းအတွက်တော့ဒီအမှန်တရားကအလွန်နာကျင်စရာဖြစ်လာပါတယ်။သူ့ရဲ့နာကျင်မှုကအာလီနဲ့ဖြစ်ပျက်ခဲ့တာတခုတည်းကြောင့်မဟုတ်ပါဘူး။အဓိကကတော့သူ့ဘဝမှာအယုံကြည်ရဆုံးလူဖြစ်တဲ့ဒီယာကသူ့ကိုဓာတ်ရိုက်မမေးပဲလှုပ်ဝက်စမ်းသပ်ခဲ့တာပါ။သူမကကူနာဂယ်ရဲ့အချစ်ကိုယုံကြည်မယုံကြည်ကိုသိဖို့သူ့တငယ်ချင်းကိုအသုံးချခဲ့ပါတယ်။ကူနယ်အနေနဲ့ဒီအဖြစ်အပျက်ကိုသိလိုက်တဲ့အချိန်မှာသူ့ရဲ့စိတ်ထဲမှာဒေါသဝမ်းနည်းမှုနဲ့စိတ်ပြတ်မှုတွေအားလုံးရောနှောသွားပါတယ်။မင်္ဂလာပွဲကလည်းအချိန်နီးနေပြီဖြစ်ပါတယ်။ဒါပေမဲ့ကူနယ်ကမင်္ဂလာပွဲနေရာမှာဆက်မနေတော့ပဲထွက်သွားလိုက်ပါတယ်။သူဟာသူ့ဘဝမှာအရေးကြီးဆုံးလူနှစ်ယောက်လုံးရဲ့လုပ်ရက်ကြောင့်စိတ်ပြတ်သွားခဲ့ပါပြီ။တစ်ဖက်မှာဒီယာကလည်းသူမလုပ်ခဲ့တဲ့အရာရဲ့အကျိုးဆက်ကိုစတင်နားလည်လာပါတယ်။သူမဟာကူနယ်ကိုမဆုံးရှုံးချင်တာကြောင့်စမ်းသပ်ခဲ့တာဖြစ်ပေမဲ့အဲ့ဒီစမ်းသပ်မှုကပဲသူတို့ရဲ့ဆက်ဆံရေးကိုပျက်စီးစေလိုနေပါဖြစ်သွားပါတယ်။အာလီကလည်းကိုယ်တငယ်ချင်းကိုတစ္ဆာဖောက်တယ်လို့ဖြစ်သွားတဲ့အတွက်အပြစ်ရှိတယ်လို့ခံစားနေရပါတယ်။ဒီလိုနဲ့၃ယောက်စလုံးဟာတစ်ချိန်ကပျော်ရွှင်ခဲ့ကြတဲ့ဆက်ဆံရေးကနေအလွန်ရှုပ်ထွေးတဲ့အခြေအနေတွေကိုရောက်ရှိသွားကြပါတယ်။အဲ့ဒီအချိန်မှာကူနယ်အနေနဲ့ဆုံးဖြတ်ချက်တစ်ခုချရတော့မှာပါ။အာလီကိုရွေးမလား။ဒီယာနဲ့ပဲဆက်နေမလား။ဒါမှမဟုတ်နှစ်ယောက်စလုံးကိုထားခဲ့ပြီးတယောက်တည်းဘဝကိုပြန်စမလား။ကူနာနယ်ဟာနှစ်ယောက်စလုံးကိုပြန်စဉ်းစားပါတယ်။အာလီနဲ့သူ့ကြားမှာရှိတဲ့ခံစားချက်ကမငြင်းနိုင်လောက်အောင်ပြင်းထန်ပါတယ်။အာလီဟာသူ့ဘဝထဲကိုအသစ်အဆန်းတစ်ခုလိုဝင်လာခဲ့ပါတယ်။သူမနဲ့အတူရှိတဲ့အခါစိတ်လှုပ်ရှားမှုပျော်ရွှင်မှုနဲ့အသစ်အဆန်းတွေရှိပါတယ်။ဒါပေမဲ့ဒီယာနဲ့တော့အရာအလုံးကမတူပါဘူး။ဒီယာဟာသူ့ဘဝရဲ့နှစ်ပေါင်းများစွာကိုအတူတူဖြတ်သန်းလာခဲ့တဲ့လူပါ။သူတို့နှစ်ယောက်ကြားမှာရည်စားဆက်ဆံရေးတစ်ခုထပ်ပိုတဲ့အရာတွေရှိပါတယ်။သူတို့ဟာတငယ်ချင်းတွေဖြစ်ကြပါတယ်။အချင်းချင်းအားကိုးကြပါတယ်။အခက်အခဲတွေကိုအတူတူကျော်ဖြတ်ခဲ့ကြပါတယ်။နှစ်ပေါင်းများစွာအတွင်းရရှိခဲ့တဲ့အမှတ်တရတွေအများကြီးရှိပါတယ်။ဒါကြောင့်ကူနယ်အတွက်အာလီနဲ့ဒီယာကြားကရွေးချယ်မှုဟာဘသူ့ကိုပိုချစ်လဲဆိုတဲ့မေးခွန်းတစ်ခုလည်းမဟုတ်တော့ပါဘူး။သူ့အတွက်ဘသူနဲ့ဘဝတစ်ခုလုံးကိုတိဆောက်ခဲ့တယ်လဲဆိုတာကပိုအရေးကြီးလာပါတယ်။နောက်ဆုံးမှာကူနယ်ဟာသူ့ရဲ့ဆုံးဖြတ်ချက်ကိုချလိုက်ပါတယ်။သူဟာဒီယာကိုရွေးချယ်လိုက်ပါတယ်။ကူနယ်ကဒီယာရဲ့လုပ်ရက်ကိုမမှန်ဘူးလို့ယူဆပေမဲ့သူတို့နှစ်ယောက်ကြားမှာနှစ်ပေါင်းများစွာတိဆောက်ထားခဲ့တဲ့အချစ်ယုံကြည်မှုခင်မင်မှုနဲ့အမတ်တရားတွေကိုလွယ်လွယ်နဲ့စွန့်ပစ်ဖို့မဖြစ်နိုင်ဘူးလို့ဆုံးဖြတ်လိုက်ပါတယ်ဒီယာကကူနယ်ကိုခွင့်လွှတ်ဖို့ဆုံးဖြတ်ပါတယ်နောက်ဆုံးမှာတော့ကူနယ်နဲ့ဒီယာတို့ဟာမင်္ဂလာဆောင်လိုက်ကြပါတယ်အာလီကလည်းသူတို့ရဲ့အချစ်ကိုလက်ခံပေးဖို့ဆုံးဖြတ်လိုက်ပါတယ်သူမအတွက်တော့ကူနယ်ကိုဆုံးရှုံးရတာနာကျင်ပေမဲ့တငယ်ချင်းဖြစ်တဲ့ဒီယာရဲ့ပျော်ရွှင်မှုကိုမဖျက်ဆီးချင်တော့ပါဘူးဒီလိုနဲ့ကူနယ်နဲ့ဒီယာတို့ရဲ့မင်္ဂလာပွဲဟာနောက်ဆုံးမှာဖြစ်မြောက်သွားပါတယ်
ဒါပေမဲ့ဒီဇလန်ရဲ့အဆုံးသက်ကဒီမှာတင်မပြီးသေးပါဘူး။မင်္ဂလာပွဲအတွင်းအာလီဟာသူမနဲ့ကူနယ်ကြားမှာဖြစ်ပျက်ခဲ့တဲ့အရာတွေကိုပြန်လည်စဉ်းစားနေပါတယ်။ဇလန်ရဲ့အဓိကအချက်ကတော့ကူနယ်နဲ့အာလီကြားမှာတကယ်တမ်းဘာဖြစ်ခဲ့တယ်လဲဆိုတာနဲ့ပတ်သက်ပြီးလဲအဆုံးမှာအမှန်တရားတစ်ခုကိုသိရတာပါ။ကူနယ်ဟာအာလီရဲ့တွေးဆောင်မှုကိုအဆုံးထိရက်တလိုက်မသွားခဲ့ဘူးဆိုတာပါပဲ။ဒါကြောင့်အာလီရဲ့ခံစားချက်ကအမှန်ဖြစ်ပေမဲ့ကူနယ်ရဲ့နှလုံးသားထဲမှာအဆုံးမှာရှိနေခဲ့တဲ့လူကတော့ဒီယာပဲဖြစ်ပါတယ်